ချစ်သူလေးများမင်္ဂလာပါရှင်မမတို့ညီမလေးတို့ရေဒီအထည်လေးကတော့အင်ဒိုနီးရှားခြိသားစစ်ကိုမှရွှေလေးပြကုမ္ပဏီကထုတ်လုပ်ပေးလိုက်တယ်ဒါလေးကဖျောင်းပေါင်းသားလိုမျိုးလေးမမတို့နုညံ့ဣဆက်တဲ့အသားပါနော်သူကပုံမှန်လိုင်းနဲ့မတူဘူးသူကပိုကောင်းပါတယ်1 set 3 မီတာတစ်စုံကို4200ကျပ်ပါရှင်မမတို့ညီမလေးတို့တစ်စုံကနေစပြီးအားပေးလို့ရပါတယ်တစ်စုံနဲ့လဲ4200ပါနော်သုံးစုံပြေးလို့ရှိရင်ပို့က3000လျှော့ပေးပါသေးတယ်ရှင်လက်ကားလိုချင်တဲ့မမတွေညီမလေးတွေကတော့အနည်းဆုံး9စုံယူပေးရပါတယ်လက်ကားလိုချင်တော့နင်ဒီ39944839တီကို358ဖုန်းလေးဆက်ပြီးမေးပေးပါနော်တက်ထဲစီဝယ်ယူအားပေးချင်ရင်လည်းဒီဖုန်းနံပါတ်ကလေးကိုဆက်ပြီးတော့မှာလို့ရပါတယ်ဒါလေးတွေကိုမှတ်7B စိုင်းငင်ကလန်ကမာရွတ်လဲတန်းရန်ကုန်မြို့ကရောင်းပေးတာပါမမတို့ညီမလေးတို့ကြိုက်နှစ်သက်တဲ့နံပါတ်ပေါ့နော်နံပါတ်ကလေးမှတ်ပြီးမှာလိုက်ပါဒီနေ့ဆိုရင်8လပိုင်း2ရက်နေ့ကရောင်းတဲ့ရွှေလိပ်ပြပါနေဆွဲလေးမှတ်ထားရပါတယ်နော်8လပိုင်း2ရက်နေ့ကဥမာဒီနံပါတ်1ကလေးကိုကြိုက်တယ်ဆိုရင်နံပါတ်1ကလေးပေးပါ3 မီတာ1 set မမတို့ညီမလေးတို့ဒီအစင်လေးကတော့အားလုံးမှတ်မိမယ်တင်ပါတယ်ဒါအာဇာနီနေ့ကမြောက်ခွာညိုတို့တကယ်လက်ရည်နဲ့တက်ဖြူအစ်စ်ကိုရောင်းသွားတဲ့အစင်နဲ့ပုံတူပါပဲနော်ဟိုကတော့လက်ရည်နဲ့တက်ဖြူအစ်စ်ပါဒါလေးကတော့နဲ့တက်ဖြူအစင်လေးပေါ့နော်မမတို့ညီမလေးတို့ရေအင်နိုချီသားစစ်စစ်လေး4200 1 set ပါနံပါတ်1ခေါင်းတယ်လေးပါရှင်ဒါဒီနေ့မှထွက်တဲ့အစင်မမတို့ဘမားမှဘယ်သူမှမရသေးတဲ့အစင်လေးပါနော်ဒါလေးကနံပါတ်1ကလေးပါ3 မီတာ4200ပါမမတို့ညီမလေးတို့ရေနောက်ဆုံးအတွက်အစင်ဟိုမှာအသားနုညံ့ဣဆက်သောရွှေလိပ်ပြာသားပါနော်ပုံမှန်အသား3000ကျော်တန်အသားမဟုတ်ဘူးမမတို့3000ကျော်တန်3800တန်39000တန်ကတသက်တစားရှိရယ်နော်ဒါလေးကနံပါတ်2ပါရှင်4200ဖျောင်းသွင်းထားတဲ့အတွက်ကြောင့်မလို့အသားနုညံ့ဣဆက်လေးဝတ်လို့ရမ်းကောင်းပါတယ်ကော်ပိတ်လည်းမလို့ဘူးမမတို့ညီမလေးတို့စိတ်ကြရေချော်မီးဘူးတိုက်လို့ရတယ်ဆေးလည်းလုံးဝမကျွတ်ဘူးဒါလေးကနံပါတ်2ကလေးပါရှင်မမတို့ညီမလေးတို့ဒါလေးကတော့ဘေးဓာလေးပေါ့နော်ဘေးဓာရောင်လေးပါအရန်ချစ်စရာကောင်းပါတယ်ဒီမှာလဲသူကလေ process တွေမြင့်အောင်ပေါ့နော်လက်ရည်တွေမှာပဲပါနေကြဟိုသွေးကြောလေးတွေပါပြီးသားမတို့ဒါလေးကိုကြိုက်တယ်ဆိုရင်တော့ဒါလေးကနံပါတ်3ပါနော်သူကလုံးဝအမြင့်လိုင်းလေးပါသူရဲ့ဒီပြောင်းမြန်သားလေးလည်းပြပေးမယ်နော်ဒါလေးကပြောင်းမြန်သားလေးဒါလေးကအလှသားလေးနော်စေးသားကလည်းဒီဘက်ကိုလုံးဝနှစ်ဖက်ကြီးကိုပေါက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့စေးကျွတ်မာတို့မမတို့အသီးထမာတို့စိတ်မပူအောင်နော်စေးလည်းမကျွတ်အသီးလည်းမထားအဲ့တော့မမတို့ဘယ်လိုပြောမလဲဆိုတော့လက်ဆောင်ပေးလို့လည်းအရန်မျက်နှာပန်းလှပြီးဈေးလည်းသင့်တယ်နူးညံ့ဣဆက်တဲ့အင်ဒိုနီးရှားစစ်ကလေးကိုပဲရောင်းပေးထားပါတယ်နော်ဒါလေးကနံပါတ်3နော်မတို့ရေအသားလေးကတော်တော်မှကောင်းတယ်နော်ဒီဟာလေးဆိုလို့ရှိရင်လည်းမတို့တန်ကြီးရောင်လေးနော်တန်ကြီးလေးနဲ့လိမ်မော်လေးနဲ့ဖောက်ထားတာတော်တော်မှလှတယ်ဒါလေးကနံပါတ်4ပါရှင်မတို့ကြိုက်နှစ်သက်ရင်တစုံကနေစပြီးတော့မတို့အားပေးလို့ရပါတယ်နော်ဖုန်းလေးဆက်ပြီးတော့မှာယူအားပေးလို့ရတယ်အစင်ဒီဇိုင်းတွေကအာဇာနီနေ့ကိုပြန်ကြည့်လို့ရတယ်မတို့19ရက်နေ့ကအစ်စ်ထွက်ထားတာပေါ့နော်ဒါလေးကဒီလကုံလဆန်းရက်ကလေးမှာဒါအစင်အစ်စ်ကလေးထွက်ထားတာပါရှင်ဒါလေးကိုကြိုက်တယ်ဆိုရင်တော့နံပါတ်4ပါမမတို့ညီမလေးတို့ရေဒီရောင်လေးလဲလှတယ်တော့ပဲရောင်လုံးဝမရှိတာမမတို့ညီမလေးတို့ရေနော်ဒါလေးကိုကြိုက်တယ်ဆိုရင်တော့သူကလေနံပါတ်5ရောင်လေးအပြင်မှာပိုလှတယ်မဖုံးထဲကအရောင်တဲ့အပြင်လေးမှာတော်တော်လှတယ်ဒီနေရာလေးကလေသူကထောဘတ်ဒီအစိမ်းလေးနော်မမတို့ထောဘတ်စိမ်းလေးနဲ့ဒီဟာလေးကကြတော့ဟိုရေညှိစိမ်းလို့ပြောအောင်လားနော်မြင်းချီရေညှိပေါ့အဲ့လိုပုံစံမျိုးရောင်လေးတော်တော်လှတယ်ရှင်မမတို့ညီမလေးတို့တကယ်လက်ရည်အစ်စ်နဲ့တက်ဖြူရဲ့ပုံစံအတိုင်းပေါ့နော်ဒါလေးကစေးရေးပါတိတ်အနေနဲ့ပြန်လဲထုတ်လုပ်ပေးလိုက်တယ်အသားအနာကောင်းတယ်လိပ်ပြလေးပါနော်အသားလုံးဝမကြမ်းဘူးရှင်ဒါက4000ကျော်တန်စားပါနော်ငါ3000ကျော်တန်အသားမဟုတ်ဘူးဒါလေးကိုကြိုက်တယ်ဆိုရင်တော့နံပါတ်5ပါမမတို့ညီမလေးတွေမမတို့ညီမလေးတို့ဒါလေးကလည်းဇီးပန်းလေးပေါ့နော်ဇီးရောင်လေးနဲ့ပန်းလေးနဲ့နှောထားတာလှလိုက်တာဒါလေးရောပဲမတို့ပဲရောင်တော့တရောင်မှမပါဘူးတကယ်ဟိုမှလေး process မြင့်နဲ့နတ်သက်ဖြူလက်ရေးမြောက်ခွညိုတို့ရောင်းထားတာ3,400-5,000လားမသိဘူးနော်အဲ့ဒါနဲ့ရောင်းထားတာမတို့အဲ့အတိုင်းကိုပုံတူထွက်လာတာမတို့ဇီးပန်းလေးလှလိုက်တာဒါလေးကနံပါတ်6ပါရှင်မတို့ညီမလေးတို့သူကလက်ရေးတွေထက်တောင်ရောင်ကာလာတွေကလေစုံလေးထွက်နိုင်တာပေါ့နော်သူကတော့ဒါလေးကနံပါတ်6ကလေးပါဇီးပန်းရောင်လေးနော်မမတို့ညီမလေးတို့ရေဒါလေးကတော့နောက်ဆုံးပိတ်အိတ်နဲ့လွယ်ရောင်လေးပါနော်လုံးဝမမတို့ရဲ့အရန်လှတဲ့ Ocean Blue ပေါ့နော်အ
ပြာလေးနဲ့ပြာအနုအရင်လေးနဲ့အရန်လှတယ်အခုပြသွားတဲ့အယောင်လေးတွေမမတို့ညီမလေးတို့ကြည့်ကြည့်ပါတကယ်ဟိုမှာဒါကလေလက်ရည်အစ်စ်တွေဝယ်ထားတဲ့မမတွေလည်းဒီလိုမျိုးလေးနဲ့ရောပြီးတော့ဝတ်မယ်ဝတ်လို့ရတယ်နော်လုံးဝမသိတာဘူးတအားလှတယ်တကယ်အစ်စ်ရဲ့အစင်တိုင်းဟိုပေါ့နော်ဒါလေးကထုတ်လုပ်ပေးထားတယ်ပြီးအသားကြတော့လေတော်တော်ဟိုမှာကောင်းတယ်မမတို့ तू က4000ကျော်တန်အသားဖြစ်တဲ့အတွက်ကြောင့်မလို့ဖျောင်းပေါင်းထားတယ်ပေါ့နော်နူးညံ့အိဆက်ပြီးတော်တော်လှတယ်ကော်ပိတ်လေးမခံမင်းနဲ့ဒီတိုင်းလေးချုပ်ဝစ်ပါအင်းတို့ခြိသားအရသာလေးကိုပြေးဝခံစားရမှာပါနော်တစုံနဲ့ယူလဲပို့ပြီးတယ်တစုံနဲ့ဈေးနှုန်း4200ကျပ်ပါကျေးဇူးအများကြီးတင်ပါတယ်နော်မမတို့ညီမလေးတို့